မြန်မာကောင်ဆောင်နိုင်ငံသားများရတနာမင်းတို့စတင်တင်ဆက်ကပြဖြောပြပါပြီနော်အားပေးကြပါဦးလက်ခုပ်ဟောပါလိမ့်နာအားပေးကြပါဦးမလေး ဒီနေ့ကကိုကိုရသမာဓိစက်ကိုတတ်အစေဒီတံကိုကိုရသမာဓိစက်ကိုတတ်ပဲညို့အတုမရှိလူတို့ပြေပါသာရကဘာမန္တကဘာသာရမန္တကဘာဝရကဘာဗဒ္ဒကဘာဤကဘာငတ်ရပွင့်ရတော်မူခဲ့တာကနှစ်ကျိတ်နဲ့ရှစ်စုခတ်တဲ့တော်သူတို့တိမှတ်ကြစီဖို့ဗုဒ္ဓဘဂဝါရဲ့နှုတ်ဟဝဇနာအလိုရအဟုတ်ရှိနေအသိရှာတော့ဟောတုတ်ဝီနေအဘိဓမ္မာဆိုတဲ့ပိဋကသုံးပုံအလုံးစုံကိုတက်ကြွတော်မူကြတာကသမုဒိထေသံဃာမတူရမန်စွာယရနာတရိကိုလားနမာမိလို့နဖိုးပြေမဥတင်ကပူဇော်ကြပါလို့ဘာယာကင်းအောင်ကဘာခွင့်မဲ့ယရနာမင်းစင်တော်မင်္ဂလာယရနာကိုခရိုင်တဘုံလိုက်စိုးပိုင်ခဲ့တာကကိုသိရှင်လေတပွင့်ထင်ရှားနှမနှစ်ပါးကဆဲကတော့ပြင်းကတော့မယွေဖို့ဘေးမသိစရာအသေးလျှမ်းပါလေဟိုးအေးကြီးရွာထီစခန်းကအမေကျန်းနဲ့ရွှေပခန်းကမင်းကျော်စွာအိမ်တွဲမှာတော့မဟာမီဇာလာရှိတဲ့ဆရဘနတ်ဒေဝတာတို့ကိုမြတ်စေတနာဘယာကင်းလို့ကဘာခွင့်မဲ့ယရနာမင်းဆင်းတော်မင်္ဂလာကအပြောတကားဖွဲ့အောင်ကိုင်းဝိုင်းတော်သားတို့နတ်ဇရောသာဆဲ
စဉ်အဖွဲ့တော်သားတို့ဟုတ်မဟုတ်ကြရဲ့လားမောင်တို့ဟုတ်ပဲကျောက်တယ်မြို့ရဲ့ရိုးရာစင်ကဘယ်ညာနဲ့ပါလေတော့ခဏကျန်ရနာသိဒီမြိုင်အတွင်းမှာစင်တို့ပျော်ရဟေးမွားမှာရမလွယ်တဲ့စရာအလွယ်ကျုပ်တခါတွေ့ပါဗောစရာ